ဒီခဏလေးအတွင်းမှာပျက်စီးလွယ်တဲ့ကားတွေအိမ်တွေယာရူးတွေအာဏာတွေကြောင့်လူတွေဟာတယောက်ကိုတယောက်အားကြီးတဲ့သူကအားမရှိတဲ့သူကိုတတ်တယ်ဖြတ်တယ်အနိုင်ကျင့်တယ်နှိပ်စက်တယ်ညှင်းဆဲတယ်အကြမ်းဖက်တယ်နိုင်ထက်စီးနှင်းနေပြုတ်တယ်ပြီးတော့သူတို့အဲ့ဒီလိုအနိုင်ကျင့်ရက်ဆက်အကြမ်းဖက်တက်ဖြတ်လို့ရလာတဲ့ကားတွေအိမ်တွေယာရူးတွေအာဏာတွေကမြဲသလားဆိုတော့လေမမြဲပါဘူးဗျာခဏလေးအတွင်းမှာပဲပျက်စီးရတာပါပဲအဲ့တော့ဒီခဏလေးတာယာစရာကောင်းတဲ့အရာတွေအတွက်နဲ့သူများကိုမျက်ရည်မကြောက်သူများကိုဒုက္ခမရောက်သူများကိုမနှိပ်စက်မနှင်းဆက်အနိုင်မကျင့်အကြမ်းမဖက်တာအကောင်းဆုံးပဲဗျာမဲအောင်လိုက်အုပ်ချုပ်တဲ့၄နှစ်ခွဲကာလအတွင်းမှာ NLD အစိုးရထက်စီးပွားရေးတိုးတက်အောင်လုပ်နိုင်ခဲ့တယ်တဲ့စီးပွားရေးတက်တာဆိုလို့အဘတွေပဲရှိတာပါဗျာမြန်မာပြည်ထက်နှိပ်တဲ့ကမ္ဘောဒီးယားတို့လာအိုတို့မှာအလုပ်သွားလုပ်နေရတာပဲကြည့်ပေါ့ကုံပြောရင်ဗျာမိသားမှန်အောင်ပြီးစမ်းပါ